ရှင် vlog ကနေပြန်ပြီးတော့ကျဆိုလိုက်ပါတယ်အခုရှင်ကအရင်တစ်ခါတော့ငါလုပ်ခဲ့တဲ့ stand oil bag လေးက view အများဆုံးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီတစ်ခါကျတော့ stand oil မဟုတ်ဘဲနဲ့တခြား brand ဖြစ်တဲ့ bag လေးကို review ပေးတော့မှာဖြစ်ပါတယ်ဒါတို့မျိုးပေါ့နော်အတိကခင်အကြိုက်ဆုံးကဒီတော့တယ်ဒီ key လေးပေါ့နော်အရင်ချဖို့ကောင်းတယ်စီအရင်ချဖို့ကောင်းတယ်ပြီးတော့ဒီ design လေးပေါ့နော် bag design လေးကဘယ်လိုပြောရမလဲcute ခက်လည်းမသွားအရင်ဝိုင်းသူခေလည်းမဟုတ်ပေါ့နော်နည်းနည်း classic ခက်လည်းလာတယ်ဆိုတော့အကြောင်းမို့timeless အနေနဲ့တော့လည်းစင်ပြေရပါတော့ဆိုတော့ตีเราส่วนตีเอ็นจีเราส่วนเอ็นจีในตัวเราเนาะมีเดียมไซส์ဒီလိုလေးတစ်စိတ်ကြီးပါတယ်ပေါ့နော်ဒီနားမှာတစ်စိတ်နေပြီးတော့ထည့်စရာကဒီအရှိမတစ်ခုလေး在花里啊，地下里人家的，花里啊的，人家。OK， 你 page 呢，所以应该link 里俾他们吧喏，这个咯。7 size ဆိုရင် link လေးကိုအောက်မှာနှိပ်ပြီးတော့တွေ့လို့ရပါတယ်ပေါ့နော်ဆိုတော့ဒီ vlog လေးကကြာတော့ကျွန်တော်ပြောပါတော့ရှင်ကဘလို့အရှာများနေရဖြစ်တဲ့အတွက်ကြောင့် vlog လေးတွေလည်းခဏရထားပါတော့ဒါပေမဲ့ဒီ vlog လေးကကြာတော့update အနေနဲ့